ပေါင်းလို့သင်လို့ဆင်ပြေပါမလားမေးတယ်စေးတယ်မလေးကပြန်မေးတယ်ဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်ပြေခဲ့ရဲ့လားမေးတယ်အဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုးတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့သင်လို့မကောင်းလို့ဦးကဒီမျိုးကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမျိုးကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညင်ညူပြီးမျိုးထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်တယ်အဲ့ဇေတယ်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမျိုးကိုပြောင်းလာရဒီမျိုးကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့သင်လို့ဆင်ပြေပါမလားရှင်းဤတူပဲမေးပြန်တယ်ဉာဏ်ပညာရှိတဲ့ဇေတယ်မလေးကပြန်မေးဦးလေးကိုမေးပြစေဦးလေးပြောင်းလာတဲ့မျိုးကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့သင်လို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းတယ်ဗျာကျုပ်မပြောင်းညင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျစေးတယ်မလေးကပြန်ပြောတယ်စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါတယ်ပေါင်းလို့သင်လို့ဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘယ်သူကမှအကောင်းမမြင်ဘူးဘယ်သူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်နောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်ကျွန်တော်ကမင်္ဂလာတုံမှာနေတယ်ဟိုးရောက်လမ်းမှာယုံကိုယုံတဲ့ရတယ်လက်ထောက်ညွန်ကြားမှုဖြစ်တဲ့အထိကျွန်တော်တို့ကမော်တော်ကားမရပါဘူးဘတ်ကားတိုးစီရတယ်ကိုတိုးတက်တဲ့လူဒန်းစားလို့ကျွန်တော်တို့ကနာမည်ပေးပါတယ်တိုးတက်ရလို့ပါကားပေါ်ရောက်ရင်ပစိုးကပုံစားဘေးရောက်သွားတယ်နေ့တိုင်းမှာပဲပြန်ဆွဲတက်ရတယ်ကျွန်တော်ကတော့လူတွေအတိုးတိုက်အနည်းလွတ်တဲ့နေရာလေးရောက်အောင်သွားတန်ကလေးကိုဆွဲတစ်ဖက်ကဖိုင်တွဲတွေနဲ့ထမင်းဘူးကလေးထည့်ထားတဲ့လက်ဆွဲအိတ်ကလေးကိုကန်ရကိုယ်စာရေးဆရာဆိုတော့အတိုးတိုက်လွတ်တဲ့နေရာရောက်တာနဲ့ကျွန်တော်ကဝတ္ထုတစ်ပုဒ်စတင်ပြီးတော့ရေးတော့တာပဲခေါင်းထဲမှာရေးတာအတွေးနဲ့ရေးတာညကြရင်ပြန်ကူးချရုံပဲဘတ်ကားပေါ်မှာဝတ္ထုတစ်ပုဒ်ဒီဆောက်လို့ရတယ်အိုက်တာလည်းမသိတော့ပူတာလည်းမသိတော့ချွေးစုံနန်းတာလည်းမသိတော့ဟန်ကိုကြလို့ဝတ္ထုတွေအများကြီးရတယ်တနေ့တော့စော်ဘွားကြီးကုန်းမှာတထေးမကြီးတယောက်ကားပေါ်တက်လာတယ်တထေးမကြီးလို့ဘာလို့ပြောတော့ဆိုတော့လက်တစ်ဖက်မှာရွှေလက်ကောက်တွေက9 ကွင်းဒီဘက်ကလည်း9 ကွင်းရွှေဘီးကြီးကလည်းကြီးပဲရွှေဆွဲကြိုးကြီးကလည်းအတုပ်ကြီးပဲလက်ပွေးအိတ်ကြီးကလည်းအကောင်းစားဆိုတာအိတ်ကြီးလှလို့ပြောတာပါကျွန်တော်ဈေးနှုန်းမသိပါဘူးအခုခါမှာတထေးမကြီးကိုင်တဲ့လက်ပွေးအိတ်က